ဆိုတော့သင်ဟာအဓိက smartphone နဲ့ဓာတ်ပုံရိုက်နေတဲ့သူဆိုရင်အဲ့ဒီပုံတွေကိုပြင်ဖို့အတွက် application တစ်ခုခုတော့လိုလိမ့်မယ်ပေါ့နော်ဆိုတော့များသောအားဖြင့်ပုံပြင်မယ်လို့ပြောလိုက်တိုင်းအားလုံးက Lightroom Mobile တို့ Lightroom Classic ကိုပဲပြီးမြင်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့ဒီ Dehancer Mobile App လေးကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီ app ကိုသုံးလာတာတစ်နှစ်နီးပါးလည်းရှိတော့မယ်သုံးလာတာလည်းတော်တော်အဆင်ပြေတယ်ဒီ Dehancer Mobile ကိုမသုံးခင်ကျွန်တော်ဒီ Dehancer plugin ကိုပေါ့နော် DaVinci Resolve မှာသုံးလာတယ်တော်တော်လေးကြာနေပြီအဲ့ Dehancer plugin ကိုသုံးပြီးတော့ဘယ်လို edit လုပ်ရလဲဆိုတော့လည်းကျွန်တော် video တစ်ခုလုပ်ပေးပြီပေါ့နော်ဆိုတော့အခုဒီနေ့ကတော့ Dehancer Mobile အကြောင်းကိုကျွန်တော် highlight လုပ်ချင်ပါတယ် Dehancer Mobile ကကြတော့ Dehancer plugin လိုပဲအဲ့ဒီကပါတဲ့ film profile တွေfilm grain တွေ halation တွေ bloom တွေအကုန်လုံးပါသေးတယ်အဲ့ဒီအပြင်ကိုမှသူကဘာကောင်းလဲဆိုတော့ဒီ mobile device တွေအတွက်ကို optimize အဓိကလုပ်ပေးတာပေါ့နော်ဆိုတော့အခုကျွန်တော်ပြထားတဲ့ before and after ပုံတွေဆိုရင်ကျွန်တော်ဖုန်းနဲ့ပဲရိုက်ဖုန်းနဲ့ပဲ edit တစ်ခါတည်းလုပ်ထားတဲ့ပုံတွေပဲပေါ့နော်ဒီ Dehancer Mobile ကိုဆက်ဝင်လာရဲဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ plan တွေအတိုင်းရှိရပေါ့နော်ဆိုတော့သူတို့ကမနှစ်က2025အဆုံးလောက်မှာ consumer တွေပို့ပြီးတော့အဆင်ပြေအောင်လို့သူတို့ subscription service ကိုထပ်ပြီးထုတ်လိုက်တယ်ပေါ့နော်အရင်လိုမျိုးတစ်ခါတည်းကြီး payment အကြီးပေးစရာမလိုတော့ပေါ့နော်ဆိုတော့ subscription နဲ့ပေးရတဲ့အတွက်ကြောင့်မို့လို့လဲပုံမှန် end user တွေအတွက်ကအားလုံးတော်တော်လေးအဆင်ပြေသွားမှာပါဆိုတော့ဒီ Dehancer Mobile ကိုသုံးပြီးဘယ်လို edit ရလဲဆိုတဲ့ဟာကိုကျွန်တော်နောက်ပိုင်းကျရင်ထပ်ပြီးရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and follow လေးလုပ်ပေးကြပါဦး